မတူတဲ့ရှုထောင့်ကရေးထားတာတွေပိုဖတ်ပါလူတချို့မှာဒီအချင်းတစ်ခုရှိကြတယ်အဲ့ဒါကသူတို့ဟာလူတွေနဲ့စကားပြောရမှာတစ်ဖက်သားရဲ့အမြင်သဘောထားတွေကိုလုံးဝလက်မခံကြဘူးသူတို့ပြောတာပဲအမှန်ဖြစ်တယ်လို့ယုံကြည်ကြတယ်အဲ့ဒီလိုလူမျိုးတွေကိုတည်တည်ချာချာလေ့လာကြည့်လိုက်ရင်သူတို့ဟာစာလုံးဝမဖတ်ကြသူတွေဖြစ်ကြတယ်ဒါမှမဟုတ်စာဖတ်ကြပေမဲ့သူတို့အမြင်သဘောထားနဲ့ကိုက်ညီတဲ့စာမျိုးကိုပဲရွေးဖတ်ကြတာကိုတွေ့ရပါတယ်နောက်ပြီးရေဒီယိုနားထောင်ရင်ပဲဖြစ်ဖြစ်ရုပ်မြင်သံကြားကြည့်ရင်ပဲဖြစ်ဖြစ်သူတို့အမြင်သဘောထားနဲ့ကိုက်ညီတာတွေကိုပဲနားထောင်တတ်ကြတယ်။ကြည့်တတ်ကြတယ်။ကြာတော့သူတို့ဟာအမြင်ကျဉ်းမြောင်းသူတွေဖြစ်လာပါတယ်။တခြားသူတွေပြောသမျှအားလုံးမှားတယ်။သူတို့ပြောတာမှမှန်တယ်လို့ယူဆရဲ့တည်ယူတန်သမားလေးတွေဖြစ်လာကြပါတယ်။သူတို့တွေဘာပဲပြောပြောလက်မခံတဲ့ခေါင်းမာတဲ့သူတွေဖြစ်လာပါတယ်။မိတ်ဆွေလည်းအဲ့ဒီလိုလူမျိုးတစ်ယောက်ဖြစ်နေရင်တော့ဝမ်းနည်းစရာကောင်းလာပါတယ်။ဘာကြောင့်လဲဆိုတော့မိမိရဲ့အမြင်သဘောထားခံယူချက်နဲ့မတူညီတဲ့အမြင်ခံယူချက်တွေကနေအတွေးအခေါ်အယူဆသစ်တွေကိုလေ့လာနိုင်ဖို့နဲ့အသိအမြင်သစ်တွေတိုးပွားစေမယ့်အခွင့်အလမ်းကိုလက်လွတ်ဆုံးရှုံးနေလို့ဖြစ်ပါတယ်။ပို့ပြီးတော့ဝမ်းနည်းစရာကောင်းတာကအဲ့ဒီလိုတယူတာစိတ်ရှိနေခြင်းဟာအုံနောက်နဲ့နှလုံးသားကိုတကားပိတ်ထားလိုက်တာနဲ့တူနေပါတယ်။ပြင်ပကလာတဲ့အတွေးအခေါ်ယူဆတွေကိုကောင်းတာဖြစ်နေရင်လည်းလုံးဝအဝင်မခံတော့ဘူး။ဒါကြောင့်ခေါင်းမာတဲ့တယူတန်တဲ့အကျင့်ကိုဖြေလျှော့ပေးနိုင်ရင်ကောင်းမယ်ဆိုတာကိုမိတ်ဆွေသဘောတူမှာပါ။တယူတန်အကျင့်ကိုဖြေလျှော့ခြင်းအခုလိုလုပ်ပေးနိုင်ပါတယ်။တနေ့ကိုအချိန်နည်းနည်းစီပေးပြီးမိမိရဲ့အမြင်သဘောထားခံယူချက်နဲ့မတူဘဲကွဲပြားတဲ့အမြင်ရှုထောင့်နဲ့ရေးထားတဲ့စာအုပ်တွေစောင်းပါးတွေကိုဖတ်ကြည့်ပေးရပါမယ်။အခုလိုပြောလိုက်လို့မိတ်ဆွေခံယူထားတဲ့ယုံကြည်ချက်သဘောထားတွေကိုပြောင်းလဲပြဖို့မလိုပါဘူး။မိမိထက်သူများတွေရဲ့အမြင်သဘောထားတွေကိုကြည်ကြဲပြန့်ပြန့်သိနာလဲစေချင်တာပါ။ကြည်ကြဲပြန့်ပြန့်သိလာရင်အကြောင်းအရာတစ်ခုကိုပြဿနာတစ်ခုလိုရှုမြင်သုံးသပ်ရမှာဗတ်ပေါင်းစုံရှုထောင့်ပေါင်းစုံကနေရှုမြင်တတ်တဲ့အရေးအချင်းကိုပိုင်ဆိုင်လာပါလိမ့်မယ်။ဒီအချင်းဟာခေါင်းဆောင်တွေမှာရှိဖို့လိုအပ်တယ်လို့လူတွေနဲ့ပေါင်းသင်းဆက်ဆံရမှာလည်းအကျိုးရှိစေပါတယ်။မိတ်ဆွေနောက်ထပ်ရမယ့်အကျိုးထူးတွေကမတူညီတဲ့အမြင်ရှုထောင့်တွေကိုတင်ပြလာသူတွေအပေါ်မှာနားလည်မှုရှိလာမယ်။သူတို့ဟာသူတို့အမြင်ကိုရိုးရိုးသားသားတင်ပြတာပါလားဆိုတာကိုသိလာပါမယ်။သူတို့အပေါ်မှာလည်းသီးခံစိတ်ပုံမှုရှိလာမယ်။ကျင်နာတနာစိတ်ပေါ်လာမယ်။စိတ်တည်ငြိမ်အေးချမ်းမှုရလာပါမယ်။အတွေးအမြင်တွေအရင်ကထက်ပိုပြီးတော့ရင့်ကျက်လာပါလိမ့်မယ်။အားလုံးပဲအဆင်ပြေကြပါစေရှင်။